မိန်းကလေးရဲ့လှဆက်ရွံမှုလေးပါမှပြည့်စုံတယ်တဲ့ရွှေဖလားအနာကွတ်တယ်လှတော့လှပါရဲ့ပြန်ပြန်ကိုကွဲလို့မချစ်တဲ့ပြင်ကြောက်တောင်ကြောက်သေးဒီထဲအင်ဂျီကိုရင်ဘက်ခလဲကောင်ခေါင်းလောင်ဖွင့်ဟိုသူကတော့ဘယ်လိုစိတ်ကူးနဲ့လှုပ်လဲမသိဘူးမြင်သမျှစိတ်ပြကြပါတယ်ဆက်ဆုပ်ကြပါတယ်မအောင်မြင်ပါဘူးညုံမုန်းကြစုပ်ပြတ်တဲ့နေအောင်ရေးကြပြောကြမိတ်လိုက်တာအပြုလို့အဲ့လိုအချက်မရှိလောက်ရတာပါလေကျွန်တော်နားမလဲကျွန်တော်တို့အရွယ်ကမိဘအရွယ်ပါခေါဒီမှာရှိတဲ့သားအရွယ်သမီးအရွယ်တွေကျွန်တော်တို့သားတွေသမီးတွေပါသမီးတို့ကိုပြောချင်ပါတယ်အချက်မရှိမလောက်ပါနဲ့အဲ့ဒါမအောင်မြင်ဘူးဆက်ဆုပ်တယ်ညုံမုန်းတယ်ထင်သေးတယ်ဟာကောင်းကြတဲ့ချက်မှမရဘူးသူ့မိဘဆွေမျိုးသားချင်းမဆုံးမကြဘူးလားအားလုံးသိမှာပါနော် Facebook မှာတက်လာသူ့ရှယ်တယောက်ကလည်းဘုန်းကြီးဆုံးလောင်းတာအပေါ်ရင်ဘက်ကပွင့်လို့အဲ့တော့ငါလည်းပြောလိုက်ကြတာဆုံးပြန်သက်လို့ငါသမီးတွေမလောက်ကြပါနဲ့မိဘများကိုစားရှာတောင်းမှန်ပါလေမလောက်ကြပါနဲ့ဘာကြိုးမှမရလို့ပါဆက်ဆုပ်เสียကြီးပါ